ရင်ခါပါတယ်ဆိုတဲ့စကားကိုကြားဖို့ကြလားဒါနီကိုတို့ introvert တော်တော်များများမှာဖြစ်လေဖြစ်တာရှိတဲ့ပြဿနာတွေပေါ့နော်အဲ့တော့အားနာတဲ့ကိစ္စရဲ့နောက်ဆက်တွဲပြဿနာတွေကဘာတွေရှိမလဲကြည့်ကြည့်ရအောင်ပထမဆုံးအနေနဲ့ဒီ school project တွေဒါမှမဟုတ် business တစ်ခုလုပ်မယ်ဆိုရင် work partner တွေနဲ့ဆက်ဆံရတဲ့အချိန်ဒီမှာဆိုရင် meeting တွေdiscussion ဘိုင်းတွေမှာဆိုရင်တယောက်ယောက်ကဟေးငါဒါလုပ်မယ်ဟေးဆိုကွာဟုတ်ကဲ့ပေါ့ဘာဖြစ်လို့လဲဆိုအားနာတဲ့အတွက်ကြောင့်မလို့ကိုယ်အဆင်မပြေတာကိုမပြောဘူးအဲ့တော့တစ်ဖက်လူကလည်းသူဒါလုပ်ရင်လည်းအဆင်ပြေပါတယ်ဆိုပြီးတော့ထင်တဲ့အတွက်ကြောင့်မလို့ဆက်ပြီးတော့လုပ်နေအဲ့တော့ကိုယ်စိတ်ထဲမှာအဆိုင်ခဲတွေကသူဒါလေးတော့မသိဘူးဆိုပြီးအဆိုင်ခဲတွေကတစ်ခုပြီးတစ်ခုဖြစ်လာတဲ့ခါကျရင်နောက်ပိုင်းကျတော့မခံနိုင်တဲ့အချိန်ကျရင်ပေါက်ထွက်သွားတဲ့အချိန်မှာ relationship ပြဿနာတွေဖြစ်လာတယ် friendship ပြဿနာတွေဖြစ်လာတယ် work partner တွေနဲ့ co-founder breakup တွေဒါမျိုးတွေဖြစ်လာတယ်အဲ့တော့ကျမတို့ပထမဆုံးအနေနဲ့အားနာတဲ့ပြဿနာကိုဖြေရှင်းရမယ်။တုတ်ထိုးပေါက်ပြောခိုင်းတာမဟုတ်ဘူး။အားမနာပဲနဲ့အကုန်လုံးလိုက်ပြောခိုင်းတာမဟုတ်။ဒါပေမဲ့ကျမတို့ boundary တစ်ခုသတ်မှတ်ကြမယ်။ How to say no ကျမတို့အဲ့ဒါကိုသင်ယူရမယ်မဟုတ်ဘဲနဲ့အကုန်လုံးကိုလိုက်ပြီးတော့ဟုတ်ကဲ့လို့ပြောရင်ကျမတို့သွားမယ်ခရီးကအရှိကြီးရှိသေးတယ်အဲ့အတွက်ကြောင့်မလို့အခုတည်းကစပြီးတော့ကိုလေ့ကျင့်ရမယ်အဲ့တော့ကျမတို့ boundary တစ်ခုချရမယ်။ तू ကဒါပြောတယ်ကိုကအဆင်မပြေဘူးဆိုရင်အဲ့အချိန်မှာချက်ချင်းနီကိုကတော့ဒါလုပ်ရင်တော့အဆင်မပြေဘူးဒီလိုမျိုးလေးဆိုရင်တော့အဆင်ပိုပြေတယ်ဒါမျိုးကိုပြောတတ်ကြမယ်။ Okay ဒါက introvert တော်တော်များများ Okay ကျမတို့ကမွေးကလေးကဒါမျိုးဖြစ်လာတဲ့အတွက်ကြောင့်မလို့လောက်ကတာခက်ခဲတယ်ပေါ့မှန်တယ်ဒါပေမဲ့ကျမတို့ဖြည်းဖြည်းချင်းသင်ပြရမယ်မဟုတ်ရင်ကျမတို့ရှောက်ကမဲ့ခရီးကအများကြီးရှိသေးတယ်အဲ့လိုမျိုးပဲအများတန်းခေါင်းချိန်နေလို့မရဘူးအဲ့ဒါကလည်းတခြားတစ်ယောက်ကလည်းကိုကအဆင်ပြေတယ်ထင်ပြီးတော့လုံနေမှာပဲပြီးတော့ तू ကလည်းတကူတကကြီးကျေးဇူးတင်တယ်နော်လို့လာပြောမှာမဟုတ် maybe အစပိုင်းမှာခက်ခဲလိမ့်မယ်အဲ့အတွက်ကြောင့်မလို့တခြားတစ်ယောက်ကပြောလိုက်တဲ့အချိန်မှာကိုကချက်ချင်းပြန်မပြောနိုင်ဘူးဆိုရင်အဲ့ဒါကိုမှတ်တာဒါလေးကိုတော့ငါနောက်တစ်ခါကျရင်ဒီလိုမျိုးလေးပြောပြအောင်ပြောမယ်ဆိုပြီးတော့မှတ်တာအဲ့တော့နောက်ပိုင်းကိုတဖြည်းဖြည်းနဲ့သင်ယူရမယ်ဆိုရင်တော့ကျမတို့ relationship ပိုင်းနေ friendship ပိုင်းနေဒါမှမဟုတ် business partner နဲ့ဆက်ဆံရမယ့်အပိုင်းတွေမှာကျမတို့ပို့ပြီးတော့အဆင်ပြေလာလိမ့်မယ်ကိုယ်စိတ်ကလည်းပို့ပြီးတော့တက်တာရလိမ့်မယ်အဲ့တော့ကျမတို့ introvert တွေအမနာတတ်အောင်စူးစမ်းရမယ် fighting